ည်းနည်းလေးတော့ရင်နာနေတော့ကြိုက်တဲ့ကောင်လေးမှာ girlfriend ရှိပြီနော်ကျွန်တော်ဒီနေ့မှာတော့အတန်နဲ့အတူတူဗလက်တိုင်းလေးအတွက်အထူးစီတွေဖြစ်တဲ့ဆန်ရွယ်မှာရှိတဲ့ဗလက်တိုင်းဘဇာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဘဇာမှာရှိတဲ့သူတွေကိုဘလို့မေးခွန်းတွေလိုက်မေးသွားမယ်ဆိုတာကတော့ကောင်းလေးရှိရလားဒါဟုတ်တကူတော့ဗလက်တိုင်းလားတကူတော့ Valentine တကူတော့ဗလက်တိုင်းပေါ့ တကူတော့ Valentine ဟောတကူတော့ Valentine တကူတော့ပဲလို့ကြားတယ် တကူတော့ဗလက်တိုင်း တကူတော့ပဲ ရှိရရှိ ကပေလားဒါမှ friend တို့ကြော်သွားရင် ကပတ် အဲ့ဒါဆိုရင်ဗလက်တိုင်းလည်းနီးလာပြီဆိုတော့အခုလက်ရှိမှာရစ်ခုံနေလားဒါမှမဟုတ်ရင်နာနေလား နည်းနည်းလေးတော့ရင်နာနေတော့ဘာလို့ဆိုတော့ကိုတကယ်ချစ်တဲ့သူကအဲ့လိုမျိုးပေါ့နော်တခြားတယောက်စီပါသွားတဲ့ချိန်လေးမျိုးရှင်လည်းမဖုံနားလည်းမနာ ဘာဖြစ်လို့ နာကျင်လို့တယောက်တည်းပဲနေ ကြာပြီဆိုတော့လည်းဘယ်နာတော့ ဟုတ်တယ် ဗလက်တိုင်းလေးကတော့ကိုက schedule နဲ့ပြည့်နေတာဆိုတော့လေဘာမှတော့ဖြစ်ပါဘူး normal ပါပဲ ပုံမှန်ပဲ ပုံမှန်ပဲ နည်းနည်းရှင်နာနော်ကြိုက်တဲ့ကောင်လေးမှာ girlfriend ရှိပြီ ရှင်းနာရယ် ရင်နာ အပြင်မထွက်ချင်ဘူး โอเคညီမ သူပဲဟိုတငယ်ချင်းနဲ့ပဲဖြုံးမယ်ပဲစဉ်းစား ရင်တော့နာတယ်ဗော နာတော့နာပေါ့ ဘာမှတော့မခံစားရဘူးနော်တဲခွဲမှုတာမျိုးလည်းမရှိတော့ အမေဟုတ်လိုက်လားနောက်နှစ်မှာရောသူနဲ့ပဲလား တူတယ်ပဲလုံးဝသိကြ ဘာလို့စဉ်းစားလား မစင်းစားပါ မ ဘူး သိပါဘူးနေရောနေရောနေရောဗလားနည်းနည်းပြေတော့နောက်နှစ်ကိုသူနဲ့ပဲ သူနဲ့ပဲနော်လုံးဝတေးကြသူနဲ့ပဲ ဟုတ်ရဲ့ သူနဲ့ရှိမှာတော့ တေးကြလို့လား တေးကြရဲ ညီမဟော သိကြတယ် သူနဲ့ပဲ သိကြတယ် ဘယ်သူနဲ့လဲ သူနဲ့ပဲပေါ့ သူနဲ့ပဲ ဟုတ်တယ်တူတယ်ပဲ အခုလာမယ့်ဗလက်တိုင်းမှာချောကလက်ရဖို့အခွင့်အရေးဘယ်လောက်ရခိုင်တော့ရှိတယ် 50တော့ရှိတယ် โอ้50 50ဗော 50 50 ရာခိုင်နှုန်းကတော့60လောက်ရှိမယ်ထင်တယ် 30%ခဏဆဲကတော့မဖြစ်နိုင်တော့ဘူးထင်တယ်ကောင်လေးလည်းမရှိ နီးနေနီးနေပြီဆိုတော့ ဂျုံကတော့ပေးရ မဟုတ်လေရုံးရမဟုတ်လေတခြားအဲ့လိုကို iski လေးတွေဗော မရှိဘူး လုံးဝမရှိ လုံးဝ ဘူး မရှိ စိတ်မကောင်းဘူး ဟိုရောက်ပြီးသွားပြီလေ အိုးကိုမပြန်မရ ဟုတ်ဘူးကြောက်ရပေးရ ဟုတ်ကြောင်းโอเคညော တူရဲ့ကြောက်ရပေးရ 19% ပြောအမှတ်တရအနေနဲ့တခုတော့ပြောပြပါဗလက်တိုင်းလေးအတွက်လက်ဆောင် စူးစမ်းနေပါလို့ ဟမ် စူးစမ်းနေပါလို့ စူးစမ်းနေပါဘယ်လိုကြီးတော့ စင်ကိုဖြစ်နေရင်လည်းအားမကြပါနဲ့လို့နောက်ဆုံးကျရင်တယောက်ကိုချစ်တဲ့လူကိုပဲပြန်တွေ့မှာပါလို့ လူရေးမှန်ပါစေ โอเคဒီမှာ ပလေးမခံရပါစေနဲ့ပေါ့ အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာစင်ကယ်တွေရောကပ်ပယ်တွေရောပါတယ်ဆိုလို့ရှိရင်ဗလက်တိုင်းထဲမှာလဲဖို့ပတ်ဖို့အတွက်စန်ထရယ်မှာဗလက်တိုင်းဘာသာရှိနေပါတယ်အဲ့ဒါတွေအပြင်အတန်ရဲ့ချစ်စရာကောင်းတဲ့တိုးတိုးအယုတ်တွေအင်ကြီးတွေရေဘူးတွေနဲ့ဖုန်းမေတွေကိုကန်ထူးနိုင်ဖို့အတွက်အတန်ဗလက်တိုင်း AI filter Fiber Lens တို့မှာစောက်သားလို့ရမယ်အပြင် Photo Booth မှာတက်ဖို့ရိုက်ပြီးတော့ scan ဖတ်လိုက် Spin Wheel တွေကိုလှည့်ပြီးတော့ဖုန်းမေတွေနဲ့တခြားစုမဲပေါင်းများစွာကိုဗလာမပါကန်ဆယ်မဲ့ပေးနေတဲ့အစီအစဉ်တွေရှိနေသေးတဲ့အတွက်ဒီပေးရဲ့ February 12ရက်နေ့ကနေပြီးတော့15ရက်နေ့အထိကိုစန်ထရယ်မှာလာရောက် enjoy ဖို့အတွက်ကိုဖိတ်ခေါ်ချင်ပါတယ်ဒါအပြင် February 14ရက်နေ့မှာတေးသက်ရှင် H ရဲ့ဖြည့်ပြမှုတွေနဲ့တခြား music band တွေရဲ့ဖြည့်ပြမှုတွေလည်းရှိနေသေးတဲ့အတွက်တကယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ချစ်သူနဲ့ပဲဖြစ်ဖြစ်လာရောက်ဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ် ပုံမကောင်းမွန်သောနေ့တင်များစီ